ဉာဏ်ရည်မမီတဲ့လူတစ်ယောက်ကဗုဒ္ဓပတိစေးတစ်စေးကိုမတော်တဆကောက်ရသွားပါတယ်သူကအဲ့ဒီပတိစေးကိုရှာနဲ့အသားလေးလေးကြည့်လိုက်ပါတယ်ပတိစေးကချက်ချင်းဆိုသလိုပဲအပြင်းနဲ့စွမ်းအားတစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်အဲ့ဒီစွမ်းအားကသူ့ရဲ့ဉာဏ်ရည်မမီတဲ့ယောဂကိုပျောက်ကင်းစေုံတင်မကပဲအရာအလုံးရဲ့တကယ့်တန်ဖိုးစစ်ကိုမြင်နိုင်တဲ့စွမ်းရည်ကိုပါပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆိုင်မန်နေဂျာကအောက်ထပ်ကိုအလောတကြီးပြေးဆင်းလာပါတယ်အဲ့ဒီလူကိုဗုဒ္ဓပတိကုံတကုံများတွေ့မိသလားလို့သူကမေးမြန်းပါတော့တယ်အဲ့ဒီလူကပတိရဲ့လျှို့ဝှက်ချက်ကိုမပေါက်ကြားစေချင်တာကြောင့်ဆက်ပြီးတော့အယူကျင်အောင်ဆောင်နေဖို့ဆုံးဖြတ်လိုက်ပါတယ်မန်နေဂျာကတော့ဒေါသတွေအကြီးအကျယ်ထွက်သွားပါတော့တယ်သူကအဲ့ဒီလူကိုဘေးရောက်သွားအောင်ခြေထောက်နဲ့တစ်ချက်တည်းကန်ထုတ်လိုက်ပါတယ်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်အမျိုးသမီးကလည်းစူညံတန်တွေကြောင့်အောက်ထပ်ကိုရောက်လာခဲ့ပါတယ်သူကမန်နေဂျာကိုလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကဝယ်ထားတဲ့ရှေးဟောင်းကြွေပကံလုံးကိုတွားယူဖို့ခိုင်းလိုက်ပါတယ်သူကမကြခင်မှာကျွမ်းကျင်သူနဲ့စစ်ဆေးဖို့စီစဉ်ထားပေမဲ့ပစ္စည်းစစ်ကိုတော့မန်နေဂျာကအလဲအလဲလှုပ်ထားနေပြီးသားဖြစ်နေပါတယ်ဒါကြောင့်သူကလှည့်စားဖို့စင်ကြီးတစ်ခုရှာနေပေမဲ့ပိုင်ရှင်အမျိုးသမီးကတော့ခိုင်မာပြတ်သားနေလုံးမှာပဲမန်နေဂျာကလည်းပြန်ပြီးမပြောရဲပါဘူးသူကမလွန်ဆန်ရဲပဲအမိတ်တိုင်းနာခံလိုက်ရပါတော့တယ်သူမသိလိုက်တာတစ်ခုကတော့သူလှုပ်သမျှအရာအလုံးကိုဟိုလူကမြင်နေတယ်ဆိုတာပါပဲပိုင်ရှင်အမျိုးသမီးကသူ့အပေါ်ကျင်နာခဲ့တာကိုတတိယပြီးတော့သူကမန်နေဂျာရဲ့မျက်နှာဖုံးကိုခွာချဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်မန်နေဂျာကကျွေးပကံလုံးကိုယူလာတဲ့အချိန်မှာအဲ့ဒီလူကတမင်တက်တက်ချီထိုးခံလိုက်ပါတယ်ပကံလုံးကတော့ချက်ချင်းပဲအပိုင်းပိုင်းအဆဆကွဲကြေသွားပါတော့တယ်တန်ဖိုးဖြတ်တဲ့ပညာရှင်ကတော့ဆုံးရှုံးမှုအတွက်နှမျောတတဖြစ်ကြံခဲ့ရပါတယ်တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းပစ္စည်းတစ်ခုကွဲကြေသွားပေမဲ့အဲ့ဒီလူကအကွဲအစတွေကိုကောက်ယူပြီးရေထဲကိုထည့်လိုက်ပါတယ်ပြီးတော့သူကအဲ့ဒီရေတွေကိုကွက်ကနဲ့မောတောက်လိုက်ပါတော့တယ်ရေရတာကခြုံမြနေတယ်လို့သူကပြောလိုက်ပါတယ်ပညာရှင်ကတော့သူ့စကားကိုပောက်ကရတွေပါလို့ပြောပြီးပယ်ချလိုက်ပါတယ်ဒါပေမဲ့အကွဲအစတွေပေါ်ကပန်းကွက်တွေလုံးဝပျောက်ကွယ်သွားတာကိုသူမြင်လိုက်ရပါတယ်ကျွေးပန်းကံလုံးကပစ္စည်းအတူကြီးဖြစ်မှန်သူချက်ချင်းပဲသဘောပေါက်သွားပါတော့တယ်ဒါကိုမြင်တော့ပိုင်ရှင်မျိုးသမီးလည်းလုံးဝကိုကြောင်သွားရပါတယ်သူဝယ်ယူတော့ကဒီပစ္စည်းကိုစစ်စစ်အတီးပြုထားခဲ့တာဖြစ်ပါတယ်ဒါကဘလို့လုပ်ပြီးတော့ပစ္စည်းအတူဖြစ်နိုင်မှာပါလေအဲ့ဒီတော့မှအဲ့ဒီလူကအဖြစ်မှန်ကိုဖွင့်ဟပြောကြားလိုက်ပါတယ်မန်နေဂျာကပစ္စည်းအစ်စ်ကိုအတူနဲ့လဲလှယ်ထားလိုက်တယ်လို့သူကဆိုပါတယ်အကြောင်းစုံပေါ်သွားမှကြောက်တဲ့မန်နေဂျာကအဲ့ဒီလူကိုနှုတ်ပိတ်ဖို့အသေးအတန်စူးစမ်းပါတော့တယ်ဒါပေမဲ့ဆိုင်ပိုင်ရှင်ကလည်းအနှားတဲ့သူတယောက်မဟုတ်ပါဘူးသူကချက်ချင်းပဲရှင်းပြချက်ပေးဖို့တောင်းဆိုလိုက်ပါတယ်ပိုလူကလည်းမန်နေဂျာစီကိုတက်တက်မတ်မတ်လက်ညှိုးထိုးပြလိုက်ပါတယ်မန်နေဂျာကမတမာမှုကိုမတိုင်ကြဖို့အတွက်သူ့ကိုတကြားလုံးတစ်လုံးပေးခဲ့တယ်လို့သူကပြောပါတယ်ဆိုင်ပိုင်ရှင်လည်းဒေါသတွေအကြီးအကျယ်ထွက်သွားပါတော့တယ်မန်နေဂျာကပစ္စည်းအစ်စ်တွေကိုဘယ်နေရာမှာဝတ်ထားသလဲဆိုတာကိုသူကချက်ချင်းမေးမြန်းပါတော့တယ်ဒါပေမဲ့မန်နေဂျာကတော့ဘာကိုမှဝန်ခံဖို့ညှင်းဆန်နေတော့မှာပဲဒါကြောင့်အဲ့ဒီလူကနောက်ထပ်တစ်ဆင့်ထပ်တိုးလှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်မန်နေဂျာကရှေးဟောင်းပစ္စည်းတွေကိုဝတ်ထားခဲ့တဲ့နေရာကိုသူကချက်ချင်းပဲရှာဖွေဖော်ထုတ်လိုက်ပါတယ်တန်ဖိုးဖြတ်ပညာရှင်ကလည်းအဲ့ဒီရှေးဟောင်းပစ္စည်းတွေကိုချက်ချင်းပဲမှတ်မိသွားပါတယ်ဒီပစ္စည်းတွေကတကယ်ယတနာအစ်စ်တွေပါလို့သူကအတီးပြုပြောကြားလိုက်ပါတယ်သူ့ရဲ့ရုပ်မှမှုတွေပေါ်သွားတာကိုမြင်လိုက်ရတဲ့မန်နေဂျာကအဲ့ဒီလူကိုပညာပေးဖို့ချက်ချင်းပြင်ဆင်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတာဝန်ရှိသူတွေရောက်လာပြီးမန်နေဂျာကိုလက်ထိတ်ခတ်လိုက်ကြပါတယ်သူတို့ကမန်နေဂျာကိုခိုးမှုနဲ့ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်တန်ဖိုးဖြတ်ပညာရှင်ကလည်းဒီလူဟာတာမန်လူမဟုတ်မှန်ချက်ချင်းပဲသိသွားပါတယ်ဒါကြောင့်သူကလက်ကောက်တကွင်းကိုထုတ်လိုက်ပြီးအစ်စ်ဟုတ်မဟုတ်စစ်ပေးဖို့အဲ့ဒီလူကိုတောင်းဆိုလိုက်ပါတယ်အဲ့ဒီလူကတစ်ချက်ကြည့်လိုက်တာနဲ့ဒါဟာအတူဖြစ်မှန်းသိလိုက်ပါတယ်ဒါကြောင့်သူကနေရာတင်ချက်ချင်းရိုက်ခွဲပစ်လိုက်ပြီးဒီလက်ကောက်ကလုံးဝကိုအတူကြီးဖြစ်နေတယ်လို့ပြောလိုက်ပါတယ်ဆိုင်ပိုင်ရှင်ကတော့ဒီလူတယောက်စိတ်ဖောက်ပြန်သွားပြန်ပြီလို့ထင်လိုက်ပါတယ်သူကလက်ကောက်အတွက်တန်ဖိုးငွေရောကြေးပေးမယ်လို့ချက်ချင်းပဲကမ်းလှမ်းလိုက်ပါတယ်ဒါပေမဲ့ပညာရှင်ကတော့ဒီလက်ကောက်ကတကယ်ပဲအတူဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဒီလူမှာရှေးဟောင်းပစ္စည်းတွေကိုတန်ဖိုးဖြတ်နိုင်တဲ့ပါရမီထုရှိတယ်လို့သူကဆိုပါတယ်ဒီလူရဲ့စွမ်းရည်ကိုထပ်ပြီးစမ်းသပ်ချင်တာနဲ့ဆိုင်ပိုင်ရှင်ကကြောက်စိမ့်ဆွဲပြတစ်ခုကိုထုတ်လိုက်ပါတယ်ဒီတစ်ခုကလည်းပစ္စည်းအတူဖြစ်နေပြန်ပါတယ်ဒါကြောင့်သူကတွေးဝေးမနေပဲအဲ့ဒါကိုရိုက်ခွဲပစ်လိုက်ပါတယ်အဲ့ဒီအချက်ကသူတို့နှစ်ယောက်လုံးအတွက်တေချာသွားစေခဲ့ပါတယ်ဒီလူကတကယ်ကိုပဲအစ်စ်အမှန်ကျွမ်းကျင်သူပါလားဆိုတာပါပဲဒါကြောင့်ဆိုင်ပိုင်ရှင်ကသူ့ကိုလေလံပွဲတစ်ခုစီခေါ်သွားပြီးစမ်းသပ်ကြည့်ဖို့အကြံပြုလိုက်ပါတယ်